င်္ဂလာပါတူတူပဲဆက်ဆံနေရနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာအရင်နေ့မှာတော့ကျွန်တော်တို့ဂီတာအခြေခံနီးနီးကိုကွာတာနှုတ်တက်တက်အိမ်နှုတ်တက်တီးသွားတာဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ကကွာတာနှုတ်နဲ့အိမ်နှုတ်နဲ့ကိုပေါင်းပြီးတော့တီးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့ပထမဆုံးဒီမဲ့ lesson 7မှာတော့တပားမှာ၄ချက်ရှိတာမှာကျွန်တော်တို့က1ရယ်2ရယ်4ရယ်ကိုကြတော့ကျွန်တော်တို့ကွာတာနှုတ်နဲ့တီးပြီးတော့3ကိုကြတော့အိမ်နှုတ်နဲ့တီးမှာပေါ့နော်ဘယ်လိုတီးမလဲဆိုတော့1 2 3 and 4အဲ့လိုတီးပါမယ်ကျွန်တော်လက်ခုပ်တီးပြမယ်နော်1 2 3 and 4အဲ့လိုလေးတီးမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်အစမ်းတီးပြမယ်နော်ကျွန်တော်ဒီနေ့အသုံးမဲ့ကော့တွေကလည်းအရင်နေ့တွေကလိုပါပဲ G C D G ဒီကော့တွေကိုပဲသုံးမှာဖြစ်ပါတယ်လိုက်ကြည့်ကြည့်ပြပါနော်အခုသုံးသွားတဲ့ beat တွေကတော့ကျွန်တော် down beat တွေပဲတီးသွားနော်1 2 3 and 4အကုန်လုံးက down beat တွေပဲတီးသွားတာဖြစ်ပါတယ်ခြေထောက်ကတော့ပုံမှန်တိုင်းပဲနော်၄ချက်ပဲပို့ရမှာ1 2 3 and 4 okay နော်အဲ့လိုလေးပို့ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒုတိယ lesson 8အနေနဲ့ကတော့1 2 and 3 and 4အဲ့လိုလေးတီးမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့က quarter note ကို1နဲ့4မှာတီးမယ်2နဲ့3နဲ့က8 note တီးမယ်နော်1 2 and 3 and 4အဲ့လိုဖြစ်မယ်နော်ဆိုတော့အဲ့မှာကျွန်တော်တို့က1ရယ်2ရယ်3ရယ်4ရယ် down beat တွေတီးသွားမယ်2ရယ် and ရယ်3ရယ် and ရယ်ကျတော့ up beat တွေတီးမယ်နော်အဲ့နှစ်ခုကထူးခြားတာလေးရှိမယ်နော်ဟုတ်ကဲ့ကျွန်တော်တစ်ခေါက်တီးပြပါမယ်1 2 3 4 ခြေထောက်ကတော့ပုံမှန်တိုင်းပဲနော်1 2 and 3 and 4အဲ့လိုလေးပဲပို့ရမှာနော်နောက်ဆုံး lesson 9ကတော့ကျွန်တော်တို့ lesson 7နဲ့တော့လေးဆင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ lesson 7မှာတော့ကကျွန်တော်တို့က2ရဲ့ and မှာမတီးရပါဘူးဒါပေမဲ့ဒီ lesson 9မှာကျတော့ကျွန်တော်တို့က2ရဲ့ and မှာတီးရမယ်နောက်ပြီးတော့ဒီမှာတီးရတဲ့ beat တွေကတော့အကုန်လုံးက down beat တွေပဲတီးရမယ်နော်1 2 and 3 and 4ဆိုတော့ဒီမှာလဲ1ရယ်4ရယ်က quarter note ဖြစ်ပြီးတော့2နဲ့3နဲ့က8 note ဖြစ်မယ်အဲ့ဒါကြောင့်မလို့2 and 3 and အဲ့လိုရည်သွားမယ်เนาะဆိုတော့ကျွန်တော်တစ်ခေါက်တီးပြမယ်เนาะဒီသုံးခုကိုပေါင်းပြီးတော့ကျွန်တော်က metronome လေးနဲ့တန်ဖိုး60မှာထားပြီးတော့တီးမယ်နော်မိတ်ဆွေတို့လဲလိုက်ပြီးတော့တီးလို့ရပါတယ်2 and 3 and 4ဆော့ပြောတဲ့အတိုင်းကျွန်တော်တို့ဒီနေ့တီးသွားတဲ့ note လေးတွေက quarter note နဲ့8 note နဲ့ကိုပေါင်းပြီးတော့တီးသွားတာဖြစ်ပါတယ်။ဟုတ်ကဲ့ဒီဗီဒီယိုလေးကမိတ်ဆွေတွေအကျိုးတုံးရရရှိခဲ့မယ်ဆိုရင် like and subscribe လေးလုပ်ပေးသွားပါအောင်နော်။ဟုတ်ကဲ့နောက်ဗီဒီယိုကြရင်တော့ကျွန်တော်က quarter note ရဲ့8 noteရဲ့16 note ကိုလည်းတိုးပြီးတော့တီးပြပေးသွားမှာဖြစ်ပါတယ်။ဟုတ်ကဲ့နောက်ဗီဒီယိုကြရင်ပြန်တွေ့မယ်နော်။